တာလာပါရဲ့မနက်ခင်းလေးတစ်ခုမှာတော့ကံကောင်းချင်းတွေကိုယူဆောင်လာပေးတဲ့ငှက်မွေးလေးတစ်ချောင်းဟာအရင်ကမာဟီယူနဲ့ဆုံရွေးခဲ့ကြတဲ့နေရာတွေကိုဖျက်ကျော်ပြီးအာမာနဲ့ရဲ့ရှေ့မှာပြုတ်ကျပြောက်ကွယ်သွားခဲ့ပါတယ်။စီဇန်1မှာတော့မိဘတွေကလည်းအောင်သွဲတငယ်ချင်းတွေကလည်းပေးစားတလောကလုံးကဝိုင်းအောင်သွဲတာတောင်မသွဲသေးပဲရိုးနေတဲ့အတွေ့လေးရာစီဇန်2မှာတော့တကယ်တွဲပြီးရိုးပြကြတော့မှာပါ။အခုကြည့်နေတဲ့လူတွေလည်းအဲ့လိုရိုးနိုင်မှု like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျ။အာမာနဲ့တယောက်အိယာအားထပြီးအေကန်ထဲမှာထိုင်နေကခဏကြာမှာတော့မိန်းကလေးတယောက်ကနှုတ်ဆက်ပြီးဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့မာဟီယူဖြစ်ပြီးအားလုံးကနတ်သမီးလေးလိုတင်စားကြရတဲ့မိန်းမလှလေးပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့အာမာနဲ့မာဟီယူတို့ကတွဲနေကြပြီးအတူထိုင်းနေကြကအာမာနဲ့ကအခုမှရည်စားထားဘူးတာကြောင့်ရှက်နေပါတယ်။မာဟီယူကအာမာနဲ့ပကုံးပေါ်မိဖို့လှုပ်လိုက်တော့အာမာနဲ့ကကာထားလိုက်တာကြောင့်သူ့ကိုတဘောမကျဘူးလို့ထင်သွားပြီးအာမာနဲ့ကလည်းအဲ့လိုမဟုတ်ဘူးလို့ဆိုကနေရခတ်နေတာကြောင့်လို့ပြန်ပြောနေပါတယ်။အခုမှပထမဆုံးရည်စားစထားဘူးတဲ့အာမာနဲ့ကလည်းဘာမှမသိပဲဖြစ်နေကမာဟီယူကိုအသွဲတွေကဘာလုပ်ကြတာလဲလို့မေးလိုက်တော့မာဟီယူကလည်းအတွဲတွေကလက်တွဲလမ်းလျှောက်ကြရနဲ့ပိရက်တွေမှာအတူရှိပေးကြတာလို့ဆိုလိုက်ကအဲ့ဒါတွေကသူတို့မတွဲခင်ကလေးကနေတဲ့တူကလုံနေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မာဟီယူကလည်းတင်းတင်းလေးဖက်ထားဖို့ပြောလိုက်တော့အချင်အောင်ဆောင်နေတဲ့အာမာနဲ့ကလည်းဝေးလေကြောင်ဘက်တွေပြောနေရင်မာဟီယူကသူ့ရင်ဝင်နဲ့တိုးဝင်လာကြောင်းတင်းတင်းလေးဖက်ထားလိုက်ပါတယ်အခုကြည့်နေကြတဲ့လူတွေလည်းဖက်ဆရာမရှိရင်ဘေးကခေါင်းတို့ဆောင်းလို့တာပြေးဆွဲထားလိုက်ဖို့အကြံပေးကြပါတယ်နောက်နေ့မနက်မှာတော့ကြောင်းဖွင့်ရဖြစ်တာကြောင့်အာမာနဲ့ကအဝေးလဲနေပြီးမာဟီယူကဟင်းချက်ပေးနေရင်နဲ့စီဇန်2မှာမာဟီယူကြိုက်တဲ့သပင်ကလေးကိုပြင်ပြီးအထာကျနေတဲ့အာမာနဲကိုမာဟီယူကတဝင်းတိုးနေတာကြောင့်အာမာနဲကလည်းမင်းကလွယ်ရင်ဘလို့မှမချစ်ဘူးလို့ပြောလိုက်လို့မာဟီယူကပြေးဖက်ပြီးချစ်ကြည်နူးနေကြပြန်ပါတယ်။ကျောင်းသွားတဲ့လမ်းမှာတော့အာမာနဲနဲ့မာဟီယူတို့လက်ချင်းချိတ်သွားနေကြပြီးကျောင်းသားတွေကသူတို့နဲ့တမီလေးသူများနောက်ပါတော့အားကြောင့်မနာလိုဖြစ်နေကြပါတယ်။ခဏအကြာမှာတော့ချီတိုရောက်လာပြီးမာဟီယူနဲ့အာမာနဲတွဲဖြစ်သွားအားကြောင့်သူတို့အောင်သွဲရဂျိုးနဲ့ကြောင်းနဲ့အာမာနဲကအချိုးမပြေဘူးလို့ချီတိုကအောက်ဖဲလန်နေလို့အာမာနဲကဂျိုးကြီးကြည့်နေပြီးမာဟီယူကပါအာမာနဲကထုံအားတယ်လို့ပြောလိုက်တာကြောင့်အာမာနဲလည်းကြောင်ပြောက်သွားပါတယ်။ချီတိုကအာမာနဲရဲ့တန်ရှင်းတိုက်ရတဲ့ပုံစံကိုအခုမှမြင်ဘူးကြောင်းနဲ့ကျေးဇူးရှင်အောင်သွဲတော်လာမင်းကြီးလုံနေတာကြောင့်အာမာနဲကလည်းကျေးဇူးတင်တဲ့အနေနဲ့ချီတိုကြိုက်တဲ့ဘူတာရှိရခရီးဝယ်ကျွေးမယ်လို့ပြောကအကြောင်းအတူလမ်းလျှောက်လာခဲ့ကြပါတယ်။အတန်းထဲမှာတော့အာကာဇဝါနဲ့ခါရိုဝါကီကမာဟီယူကိုဖွင့်ပြလိုက်ပြီလားလို့အာမာနဲကိုဝိုင်းမိနေကြကအာမာနဲကလည်းဟုတ်တယ်လို့ဝန်ခံလိုက်တာကြောင့်ဂုံယူကြောင်းနဲ့တော်တော်အောင်သွဲလိုက်ရတယ်လို့ပြောနေတော့မှပဲခီတိုကအာမာနဲကိုတော်တော်ပြောင်းလဲသွားကြောင်းလာပြောနေကဘေးကမိန်းကလေးနှစ်ယောက်ကမာဟီယူနဲ့ကြောင်းအောင်လက်တွဲလာတာကြောင့်တကယ်တွဲနေကြရလားလို့မေးလိုက်တော့အာမာနဲကလည်းလွန်ခဲ့တဲ့တစ်ပတ်ခရစ်စမတ်ထဲကတွဲကြတာလို့ပြောလိုက်ကအားလုံးကလည်းပြောနေကြပါတယ်အာမာနဲကလည်းမာဟီယူကိုပါမေးပြလိုက်ပြီးမာဟီယူကလည်းဟုတ်တယ်လို့ပြောလိုက်ကသူ့ဘက်ကအရင်ခံစားချက်တွေဖြစ်လာပြီးတွဲပြစ်သွားကြတာလို့ပြောလိုက်တော့အာမာနဲကလည်းသူ့ဘက်ကအရင်ချစ်မိတာလို့ဆိုလိုက်ကနှစ်ယောက်သားသူအရင်ချစ်ကိုရင်ချစ်လုံနေကြပြီးအတန်းနဲ့ကလူတွေကတော့ပါဇက်ဟောင်းသားကြောင်ကြည့်နေကြပါတယ်အားလက်ချိန်မှာတော့နတ်သမီးလေးမှာကောင်းလေးရှိတဲ့တရင်ကတကြောင်လုံးမှာပြတ်နေပြီးကိုနိုနဲ့ဟီရာဂီကမကြခင်မှာတော့တိတ်မပြောကြတော့ဘူးလို့ပြောနေကြပါတယ်ခါဝါဇာဂီတို့လည်းရောက်လာပြီးနတ်သမီးလေးတို့လက်တွဲပြီးကြောင်းလာတဲ့အာမာနဲကိုစနေကမာဟီယူနဲ့အာမာနဲတို့တွဲလိုက်တာကြောင့်မာဟီယူကိုပိုးပန်းနေတဲ့ယောက်ျားသူကြီးကလည်းရောကျသွားပြီးအခုဆိုရင်အတန်းထဲကမိန်းကလေးတွေကလည်းကောင်းလေးရကြတော့မှမို့ပြောနေကြပါတယ်မာဟီယူကလည်းရောက်လာပြီးကြံတဲ့လူတွေကနတ်သမီးလေးလို့ခေါ်နေကြကမာဟီယူကနတ်သမီးလေးလို့ခေါ်တာမကြိုက်လို့အဲ့လိုမခေါ်ပဲတာမန်မိန်းကလေးလို့တာဆက်ဆံပေးကြဖို့အာမာနဲကပြောနေကမာဟီယူကတော့အာမာနဲရဲ့ကောင်းမလေးဖြစ်နေပြီမို့အဲ့ဒါတွေမလိုအပ်တော့ပဲသူ့ဘဝကပြည့်စုံနေပါပြီလို့ပြောလိုက်တာကြောင့်အဖေကောင်ခါရိုဝါကီကလည်းခံစားသွားတာကကိုကောင်မလေးကိုထိန်မို့အာမာနဲကိုပြောနေပြီးဟီရာဂီကတိတ်ရှိကြတာပဲလို့စလိုက်လို့မာဟီယူကလည်းရှက်သွေးဖြာသွားခဲ့ပါတယ်မာဟီယူကထမင်းဘူးကိုအာမာနဲအတွက်ပါထုတ်လာပြီးချီတိုကလည်းစားကျင်တယ်ပြောလိုက်တာကြောင့်မာဟီယူကသူနဲ့မျှဝေစားလိုက်ကအာမာနဲကမာဟီယူချက်ကြွေးတာတွေကိုတာမန်ထက်အားပါးရစားပြနေတာကြောင့်အကဲဖို့လို့နဲ့လို့ခါရိုဝါကီကပြောနေပြီးမာဟီယူကအာမာနဲရဲ့အကြိုက်ကိုသိပြီးဖြစ်တာကြောင့်နေတိုင်းချက်ကြွေးမယ်လို့ဆိုနေကအာမာနဲကတော့မာဟီယူကြိုက်တာတွေကိုချက်ကြွေးရင်လည်းအဆင်ပြေတယ်လို့ပြောနေလို့အာကာဇဝါကနှစ်ယောက်သားချစ်ကြည်နူးနေကြရပဲလို့ထောက်လိုက်ပြီးအတော်မျက်စိနှောက်နေခဲ့ပါတယ်အပြန်လမ်းမှာလည်းအာမာနဲနဲ့မာဟီယူကလက်တွဲပြန်နေကြပြီးမာဟီယူကိုပိုးပန်းနေတဲ့ယောက်ျားသူကြီးကအာမာနဲကိုမနာလိုဖြစ်နေကြတာကသဘောမကျပေမဲ့မာဟီယူကအာမာနဲရဲ့ကောင်းကွက်တွေကြီးနာကြပြင်းခဲ့အောင်ထုတ်ပြောလိုက်တာကြောင့်မာဟီယူကိုသဘောကျနေတဲ့ကောင်တွေလည်းဘာမှမတတ်နိုင်ပဲဖြစ်နေကြပါတယ်အာမာနဲနဲ့မာဟီယူတို့ကဈေးဝယ်နေကြပြီးအခုကစပြီးအတူတူဈေးဝယ်ကြမယ်လို့မာဟီယူကပြောနေကအာမာနဲကငါးစားခြင်းတယ်လို့ပြောလိုက်တာကြောင့်မာဟီယူကအာမာနဲအကြိုက်ရာသီစားငါးချိုချင်းကိုအချင်းပေါ့ပေါ့လေးနဲ့ချက်ကျွေးမယ်လို့ပြောနေပါတယ်အာမာနဲကနှစ်ဝက်နဲ့တွဲလိုက်တာကြောင့်မြန်တယ်လို့ပြောနေပေမဲ့မာဟီယူဘက်ကကြည့်ရင်တော့အာမာနဲကတတိထားမိပေမဲ့မသိချင်အောင်စောင်းနေတာကြောင့်တော်တော်ခက်ခဲခဲ့ကမာဟီယူကလည်းအာမာနဲကသူ့ကိုတကယ်ချစ်တာကြောင့်နားလဲပေးမယ်လို့ပြောလိုက်ပြီးအာမာနဲကလည်းနောက်ဆိုအဲ့လိုမလုပ်တော့ဘူးလို့ပြောကတောင်းပန်နေပါတယ်နောက်နေ့ကြောင်းခန်းထဲမှာတော့အာမာနဲကမာဟီယူကသူနဲ့တွဲပြီးမှမတွဲခင်ရတဲ့ပုံနာမည်မကြီးနေဘူးလားလို့ပြောလိုက်တော့အကားစားဝါကမာဟီယူအာမာနဲကြောင့်တာအရင်လိုခက်ထန်မနေပဲနူးညံ့သိမ်မွေးလာတာလို့ပြောလိုက်ပြီးချစ်ခင်တဲ့လူ
နည်းငယ်ပဲမြင်မှုတဲ့မာဟီယူရဲ့နူးညံ့သိမ်မွေးတဲ့ပုံစံလေးကိုအခုလူတိုင်းအမြင်တွေ့နေရတာကြောင့်သူမပြောနိုင်မဲ့ကတိကအောက်ဖြစ်နေတယ်လို့အာမာနဲ့ကစိတ်မချပဲပြောနေကအကားစားဝါကတော့မာဟီယူအပေါ်သဘောကျတဲ့လူတွေရောကျသွားတာကြောင့်စိတ်ချထားဖို့ပြောနေပြီးညနေဆောင်ကျောင်းစင်းချိန်လေးကိုရောက်လာခဲ့ပါတယ်။ဟီတိုကအရင်ကအာမာနဲ့ကပေါင်းသင်းဆက်ဆံရခက်ပြီးဆုပ်ဆုပ်ပြက်ပြက်နေပေမဲ့မာဟီယူနဲ့တွဲပြီးတဲ့အခါမှာတော့အခုအာမာနဲ့တန့်ပြတ်နေကအများကြီးပြောင်းလဲသွားတယ်လို့ပြောလိုက်တော့အာမာနဲ့ကသူအရင်ကတေချာမဆက်ဆံခဲ့မိတာကြောင့်တောင်းပန်နေပြီးဟီတိုကရာကြောင်းနဲ့အာမာနဲ့ကမာဟီယူအတွက်အများကြီးပြောင်းလဲပေးခဲ့တာကောင်းတဲ့အချက်ပဲလို့ထောက်ပြနေတော့မှာပဲမာဟီယူကရောက်လာပြီးသူများအတွက်တာယာနေတာကိုမနှောက်ယှက်ချင်တဲ့ဟီတိုကလည်းသူ့ကိုအကူအညီပေးကြလို့ကျေးဇူးတင်ကြောင်းပြောကမုန်းတထုတ်ပေးပြီးပြန်သွားခဲ့ပါတယ်မာဟီယူကတော့အာမာနဲ့ကိုတဝင်းတိုးနေပြီးအာမာနဲ့ကအဲ့လိုမဟုတ်ပဲသူပြောင်းလဲသွားကြောင်းပြောနေရလို့ပြောလိုက်ကမာဟီယူနဲ့အာမာနဲ့ကဖက်ထားလိုက်ကြပြီးမာဟီယူကသူနဲ့အတူအများကြီးဖြတ်တန်းခဲ့တာကြောင့်အာမာနဲ့ကနှွေးထွေးတဲ့ပုံစံပြောင်းလာတာလို့အချင်းငတ်လေးလှုပ်ပြီးချစ်ချီနူရင်ပြောနေကြရင်The Angel နှိတ်တော်စီစဉ်တို့အပိုင်းတစ်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျမိုးရသည်ရဲ့မနက်ခင်းလေးတစ်ခုမှာတော့အာမာနဲ့မာဟီယူတို့အတူတီးဆောင်လမ်းလျှောက်နေကြရင်မာဟီယူကမိုးရသည်မှာသပင်နေကတ်တာကြောင့်စိတ်ညစ်ရတယ်လို့ပြောနေကအာမာနဲ့ကအဲ့သပင်လေးတွေကိုချစ်နေရတာလို့ပြောလိုက်တော့မာဟီယူကလည်းရှက်သွားပြီးကြိတ်ကျင်နှမ်းနေခဲ့ပါတယ်မာဟီယူကမိုးရသည်ကိုသဘောမကျပေမဲ့မာဟီယူနဲ့သူ့ကိုတွေးဆုံပေးခဲ့တဲ့မိုးရသည်ကိုတော့သဘောကျတယ်လို့အာမာနဲ့ကပြောနေပြီးတယောက်တည်းအမြဲနေပြီးအတင်စားအစားအသောက်တွေကိုပဲစားလာခဲ့တာကြောင့်မိုးရသည်မှာဈေးဝယ်တဲ့လူနေပါပြီးရှော့ဈေးတွေလည်းရှိတာကိုသိနေခဲ့တဲ့အာမာနဲ့ကိုမာဟီယူကချီးကျူးနေခဲ့ပါတယ်အခုကြည့်နေတဲ့လူတွေလည်းဒီလိုရည်စားလေးတွေရနိုင်မို့ကျွန်တော်တို့ channel လေးကို like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါဦးအိမ်ထဲမှာတော့အာမာနဲ့ကဖုန်းသုံးနေပြီးမာဟီယူကတော့ကားအချိန်တော့ယောက်ျားလေးခန်းဘက်ကစူညံတန်ကြအကြောင်းပြောစရာတွေတခုခုရှိလို့လားလို့စကားဆလိုက်ကတကယ်တော့အာမာနဲ့တို့က easily အကြောင်းတွေပြောနေခဲ့ကြတာဖြစ်ပါတယ်အာမာနဲ့ကဘာမှမဟုတ်တာကြောင့်ဂီယူမဆိုင်နဲ့လို့ပြောနေပေမဲ့မာဟီယူကအဲ့လိုဂီယူမဆိုင်နဲ့ပြောမှပိုသိချင်လာတယ်လို့ပြောလိုက်တော့အာမာနဲ့ကယောက်ျားလေးချင်းပြောစရာပြောတာပါလို့စကားလွှဲလိုက်ပြီးမာဟီယူကလည်းအာမာနဲ့မှာအားနေချင်းနဲ့ဖုံးခွဲစရာတွေရှိရင်တောင်သူသိသွားခဲ့ပြီးရင်လည်းအာမာနဲ့ကိုဆက်ချင်နေမှာပဲလို့မာဟီယူကပြောလိုက်ကအာမာနဲ့ကလည်းအဲ့ဒါမာဟီယူရဲ့ဆွဲဆောင်မှုတစ်ခုပဲလို့ပြန်ပြောလိုက်ပါတယ်အာမာနဲ့ကမာဟီယူကိုအခုတလောချီတိုစီကအကြံမျိုးစုံတောင်းနေတယ်ဆိုလို့မေးလိုက်တော့မာဟီယူကလည်းရှက်နေပြီးချီတိုကပါဇက်မလုံးတာကြောင့်အာမာနဲ့ကဒူတို့အကြောင်းနေတိတ်မပြောဘူးမှားနေခဲ့ပါတယ်။ကျောင်းမှာတော့မာဟီယူကဒီနေ့ဝင်စရာလေးရှိလို့သူတယောက်တည်းပြန်ညင်တယ်လို့အာမာနဲ့ကိုခွင်တောင်းနေပြီးအာမာနဲ့ကတော့ရတယ်လို့ဆိုကမာဟီယူကအာမာနဲ့ကိုသူနဲ့အတူမပြန်ပြင်းလေတခြားမိန်းကလေးတွေနဲ့မပြန်ဘူးနဲ့အတူပြန်မို့လားခေါ်ရင်လည်းလိုက်မသွားဘူးအာမာနဲ့ကိုမာနေကကြံတဲ့လူတွေကလည်းဆွန့်အားနေကြပါတယ်။အာမာနဲ့ကလည်း तू ကအဲ့လိုလုံးမဲ့လူမဟုတ်ဘူးလို့ပြောလိုက်ပြီးမာဟီယူကလည်းအာမာနဲ့အထင်လွဲမှာဆိုတာကြောင့်ကြိုပြောထားမယ်လို့ဆိုက तू ကချီတိုနဲ့ရေကူးဝစ်ဆောင်သွားဝင်မှာလို့ပြောလိုက်တော့အရင်နေ့တွေတုန်းကမာဟီယူကချီတိုစီကအကြံတောင်းနေတယ်ဆိုတာအဲ့ကိစ္စဖြစ်ကြောင်းအာမာနဲ့ကလည်းသိသွားခဲ့ပါတယ်။အာမာနဲ့ကရေကူးခံသွားမဲ့ကိစ္စကိုမေ့နေလို့မာဟီယူကသူတို့ချီတိုကိုဂရီပေးတာကြောင့်ပြောလိုက်ပြီးမာဟီယူရေကူးဝစ်ဆောင်သွားဝင်မှာကြောင့်အပေါက်ခရအကြံနေမပေးဖို့ချီတိုကိုအာမာနဲ့ကစာပို့နေပါတယ်။ညအချိန်မှာတော့အာမာနဲ့ကရေချိုးပြီးမာဟီယူပြန်ပြီးထင်တာကြောင့်ကိုတုံးလုံးနဲ့ထွက်လာခဲ့ကမာဟီယူကမပြန်သေးပဲရှက်နေခဲ့ပြီးအာမာနဲ့တောင်တင်းတဲ့ခန္ဓာကိုယ်ကြောင့်ရေကူးကန်ကြရင်တခြားကောက်မလေးတွေကြည့်မှာတဝင်းတိုးတယ်လို့ပြောလိုက်ပြီးအာမာနဲ့ကလည်းမာဟီယူကိုရုတ်တရက်နောက်ကနေတွေးဖက်လိုက်ကသူကမာဟီယူရေကူးဝစ်ဆောင်ဝစ်နေတာကိုပိုးတို့ကြောင့်ပြောနေခဲ့ပါတယ်အာမာနဲ့ကအဝေးလဲပြီးမာဟီယူနဲ့အတူထိုင်နေကြရင်တဖွာဖွာဖက်နေကြကမာဟီယူကနန်းညင်ကြောင်ဝေးလေကြောင်ပဲပြောနေတာကိုသိတဲ့အာမာနဲ့ကလည်းမာဟီယူရဲ့ပါးလေးကိုနမ်းလိုက်ပြီးသဘောကျလာလို့မေးနေခဲ့ကအဲ့ဒါမနန်းခင်ပြောရမှာလို့မာဟီယူကပြန်ပြောလိုက်ပါတယ်အာမာနဲ့ကလည်းမာဟီယူရဲ့လေပင်ကိုထပ်နမ်းလိုက်ကချစ်ကြည်နူးနေကြအကြောင်းမာဟီယူကလည်းရှက်ရှက်နဲ့အာမာနဲ့ရဲ့လေပင်ကိုပြန်နမ်းလိုက်ပြီးနှစ်ယောက်သားအချင်းငတ်လေးတွေလိုဖက်နေကြပါတယ်ကျောင်းခေါင်မိုးထဲမှာတော့အာကာဇဝါကနွေရာသီရောက်တော့မှမို့ပြောနေပြီးအာမာနဲ့ကတော့စာမလို့ရတာမို့ပြောနေတာမလားလို့မေးလိုက်တော့မင်းတောင်ရိုးနေပြီလို့အာကာဇဝါကပြောလိုက်ကအာမာနဲ့ကလည်းငါတို့က24နာရီချစ်ကြည်နူးနေတာမဟုတ်ဘူးလို့အာကာဇဝါကိုရွက်ပြောနေပြီးအာကာဇဝါနဲ့ခိုရိုဝါကီကတော့မရမအချိန်တိုင်းတတိမထားမိအောင်ရိုးနေကြပြီးသူတို့ပါဘေးကကြည်ရင်ရှက်လာတယ်လို့အာမာနဲ့ကိုပြန်ပြောလိုက်ပါတယ်အိမ်မှာတော့အာမာနဲ့မာဟီယူတို့အတူပကံဆေးနေကြပြီးအာမာနဲ့မာဟီယူကိုသူ့မိဘတွေအိမ်သွားလေကိုနီးလာပြီလို့တတိပေးလိုက်ကမာဟီယူကငြိမ်းနေရကြောင်းသူ့မိဘတွေအိမ်မသွားချင်ဘူးလားလို့အာမာနဲ့ကမေးလိုက်တော့မာဟီယူကအဲ့လိုမဟုတ်ဘူးလို့ပြောလိုက်ပြီးသူမင်းတွေကဘယ်အချိန်မဆိုအစင်သင့်လို့ပြန်ပြောလိုက်ပါတယ်ညစာစားနေအဲ့ကိစ္စကိုပဲဆက်ပြောနေမိကြကအာမာနဲ့ကနှစ်တစ်ကူပွဲတော့မတိုင်ခင်သွားလေကြမယ်လို့ပြောလိုက်ပြီးမာဟီယူကတူတူတွဲတဲ့ကိစ္စကိုအာမာနဲ့ရဲ့အမေကိုပြောတင်လာလို့မေးလိုက်တော့အာမာနဲ့ကသူ့အမေကပြောမှဖြစ်ကြောင်းနဲ့အခုပဲပြောမယ်လို့နေလို့မာဟီယူကအာမာနဲ့ကတခုခုဆိုချက်ချင်းပြောတာအကောင်းဝင်ပဲသူကရှက်တာကြောင့်ဖြည်းဖြည်းချင်းတာပြောဖို့ပြောနေပြီးအာမာနဲ့ကလည်းသူ့အမေကရှက်စရာကောင်းရေလာမြောင်းဖောက်ပေးနေမှာမို့နောက်မှပြောတာအကောင်းတယ်လို့ပြောနေပြီးမာဟီယူကသူနဲ့အစင်မပြေမှာစိုးနေပေမဲ့လည်းအာမာနဲ့ကတော့မာဟီယူကိုပဲယူမှလို့ပြောလိုက်ပါတယ်ရေကူးကန်မှာတော့အာမာနဲ့ကတခုခုကိုစောင့်နေပြီးမာဟီယူရောက်လာတဲ့အခါမှာတော့အရန်လာနေတာကြောင့်ခိုးကြည့်နေမိကမာဟီယူကအာမာနဲ့ကိုရေကူးဝစ်စုံနဲ့သဘောကျရလားလို့ပြောလိုက်တော့အာ
မာနဲ့ကတူတယောက်တည်းပဲမြင်မြင်လောက်အောင်ကိုသဘောကျတယ်လို့ပြောနေပြီးတခြားအမျိုးသားတို့ကြီးကကြည့်နေတာကြောင့်မာဟီကိုသူဝစ်ထားတဲ့အင်ကြီးကိုခြုံပေးလိုက်ပြီးတခြားနေရာကိုအာမာနဲ့ကဆွဲခေါ်သွားခဲ့ပါတယ်လမ်းမှာတော့မာဟီကအာမာနဲ့ကိုသူနဲ့2ယောက်တည်းဆိုရင်ရောရေကူးဝစ်ဆောင်ဝစ်ထားတာကိုခဏကြည့်မှလာလို့မေးလိုက်တော့အာမာနဲ့ကချီုံနေမကပဲကိုင်မာကိုင်မိမှလို့ဖြေလိုက်ကမာဟီကအာမာနဲ့ကိုဖက်ထားလိုက်ပြီးမိန်းကလေးတွေကသူတို့ချစ်တဲ့သူနဲ့ဆိုရင်နတ်သမီးရောနတ်ဆိုးရော2မျိုးလုံးဖြစ်နိုင်တယ်လို့ပြန်ပြောနေပါတယ်ရေကူးကန်ထဲမှာတော့အာမာနဲ့ကမာဟီရဲ့လက်ကိုကင်ထားပြီးမာဟီကရေနစ်မှအောင်ကြောက်နေပေမဲ့အာမာနဲ့ကရေနစ်သွားခဲ့ရင်သူကယ်ပေးမှဖြစ်ပြီးရှေးဦးသူနာပြုစုနီးနဲ့နှကန်းချင်းထိပြီးကယ်ပေးမှလို့ပြောလိုက်ကမာဟီကလည်းရေမနစ်ရင်ရောလုံးမပေးဘူးလားလို့ပြောလိုက်တော့အာမာနဲ့ကလူတွေအများကြီးနဲ့မို့နတ်သမီးလေးကိုနမ်းလိုက်ရင်ဝူရှူဝါးတွေဖြစ်ကုန်မှာကြောင့်ခဏဆောင်ပေးဖို့ပြောနေခဲ့ပါတယ်မာဟီကဘောကွင်းစီးရင်နဲ့အာမာနဲ့ကိုရေစပတ်နေပြီးခဏနေရောရေထဲပြုတ်ကျသွားတာကြောင့်အာမာနဲ့ကကယ်လိုက်ကမာဟီကိုရေထဲမှာခြိထားပြီးအာမာနဲ့ကကယ်မယ်လို့ယုံကြည်တာကြောင့်မာဟီကသူသမင်ဆင်းလိုက်တာလို့ပြောနေပါတယ်အာမာနဲ့မာဟီကရေကူးပြီးနားနေကြရင်မာဟီကအာမာနဲ့ကိုကြည့်နေတာကြောင့်သူတောက်တဲ့အချိုကြီးကြိုက်လာလို့အာမာနဲ့ကမေးကပေးလိုက်တော့မာဟီကတောက်ကြည့်လိုက်ပြီးအာမာနဲ့ကမကြိုက်ဘူးလားလို့ထပ်မေးလိုက်တော့မာဟီကအာမာနဲ့ကြိုက်တာတွေအကုန်ကြိုက်တယ်လို့ပြန်ဖြေလိုက်ပါတယ်အာကာဇာဝနဲ့ချီတိုကလည်းရေကူးကန်အောင်ရောက်နေကြပြီးသူတို့နဲ့လာဆော့ပါလားလို့ခေါ်လိုက်တော့အာမာနဲ့တို့ကတိုက်ဆိုင်တယ်လို့ပြောနေကချီတိုက2ယောက်သားချစ်ချီနူးနေကြတာအောင်နှောက်ချက်မိပြီလို့ပြောကစနောက်နေပြီးမာဟီကတော့သူဝစ်လာတဲ့ရေကူးဝစ်စုံကိုချီတိုမြောင်ဈေးဖွင့်ပြလိုက်ပါတယ်ချီတိုကဝဲလာတာအနဲ့ရောင်ကျိုးတိုင်းနဲ့တခုရှိသေးတယ်လို့ပြောလိုက်တော့မာဟီကချီတိုရဲ့ပါဇက်ကိုပြေးပေးလိုက်ပြီးမပြောဖို့ပြောနေပေမဲ့ချီတိုက2ယောက်တည်းရှိတဲ့အချိန်ဝစ်ဖို့တွေပါအားချောင်းနေလို့မာဟီကရှက်သွေးပြနေပြီးမပြောဖို့တားနေကအာမာနဲ့ကအတင်းမင်းနေပြီးချီတိုကမာဟီကိုစိတ်ကောက်သွားမှဆိုတာကြောင့်မာဟီကိုဝစ်ပြတာကိုပြီးမှကိုယ့်ဘာသာကြည့်လိုက်တော့လို့သာပြောနေခဲ့ပါတယ်မာဟီနဲ့ချီတိုကရေကစားနေကြပြီးအာကာဇာဝကသူတို့ကောင်မလေးတွေရေကူးနေတာကြည့်ပြီးမဟုတ်ကစိတ်တွေဖြစ်နေတာမလားလို့အာမာနဲ့ကိုမေးနေကအာမာနဲ့ကတော့အဲ့လိုမဟုတ်ကြောင်းနဲ့မာဟီကပိုလာလာတယ်လို့ဖြေနေပြီးမာဟီနဲ့ချီတိုကသူတို့ကိုရေလာကူးဖို့ခေါ်နေရကြောင်းအာမာနဲ့အာကာဇာဝကလည်းရေထဲကိုဆင်းသွားခဲ့ကြပါတယ်အပြန်လမ်းမှာတော့အာမာနဲ့ရေကူးကန်ကိုနောက်တစ်ခါသွားကြမယ်လို့ပြောနေပြီးချီတိုကမာဟီရဲ့အနဲ့ရောင်ဘီကီနီလေးကိုအာမာနဲ့ကြည့်ချင်နေတယ်လို့စနေတာကြောင့်အာမာနဲ့ကလည်းဘယ်သူမှမမြင်စေချင်ဘူးလို့ပြောနေကချီတိုက2ယောက်တည်းဆိုရင်ဝစ်ပြနေကြမှာလို့ပြောလိုက်တော့အာမာနဲ့ကလည်းအဲ့ဒါကောင်လေးရဲ့ရပိုင်ခွင့်လို့ပြောလိုက်ပြီးချီတိုကအောက်ဖဲလန်ပြီးအားချောင်းနေရကြောင်းမာဟီကရှက်နေကဒိန်ဂျန်နေတော့စီစဉ်2အပိုင်းနဲ့လေးကိုဒီမှာပဲအဆုံးသတ်ထားပါရဲ့ဗျနွေရာသီကျောင်းပိတ်ရက်လေးမှာတော့မာဟီကအာမာနဲ့မိဘတဲ့အိမ်သွားလေပါတယ်မနက်ခင်းစောစောရထားဆိုင်တော့အာမာနဲ့မာဟီတို့ကလက်ချင်းချိတ်ဆင်းလာကြပြီးအာမာနဲ့အမေရှီယိုကိုဖူဂျီမီယာကလာကြိုနေပါတယ်သူတို့တွဲနေတာကိုပြောပြမထားအကြောင်း2ယောက်လုံးကလက်တွဲဖြုတ်လိုက်ကြကအာမာနဲ့ကလန့်ခေါ်လိုက်တော့ရှီယိုကိုကအမာဟီကိုဒါအရင်နှုတ်ဆက်နေပြီးအာမာနဲ့ကသူ့အဖေဖူဂျီမီယာကိုမေးတော့ရှီယိုကိုကသူ့ယောက်ျားရှူတိုကအိမ်မှာဟင်းချက်နေရလို့ပြောလိုက်ပါတယ်ဖူဂျီမီယာအိမ်လေးမှာတော့အာမာနဲ့အဖေရှူတိုဖူဂျီမီယာနှုတ်ဆက်နေပြီးကိုယ့်အိမ်လို့သဘောထားနေဖို့ပြောနေကရှီယိုကိုဖူဂျီမီယာကမာဟီကိုအိမ်ထဲကိုလိုက်ပြဖို့ခေါ်သွားခဲ့ပါတယ်ရှီယိုကိုကအာမာနဲ့မာဟီကိုတွဲရဲ့အခန်းပြင်ဆင်ပေးထားပြီးဝရန်နာပါပါတယ်လို့မြောင်းနေမကပဲမြစ်ပါဖောက်ပေးနေကအာမာနဲ့မာဟီကတော့တကားပိတ်ထားကြမယ်လို့ဟန်ဆောင်ပြောနေရင်ကြည်နူးနေမိကြတာကြောင့်ရှီယိုကိုကလည်းဆက်မနှောက်ရှက်တော့ပဲအထက်လာတဲ့ပစ္စည်းတွေအကုန်ပါရလာအထုတ်စစ်ဖို့ပြောရင်အောက်ဆင်းသွားခဲ့ပါတယ်နေ့လည်စာစားချိန်လေးမှာတော့ရှူတိုကထမင်းစားနေနေသူသားကမာဟီကိုဒုက္ခပေးမိသေးလားလို့မေးတော့မာဟီကလည်းမပေးဘူးလို့ဖြေနေကအာမာနဲ့ကလည်းမေကွန်းကိုဂယူးဆိုင်ပေးတယ်လို့ဖြေလို့လဲရရင်တော့လို့ထောက်လိုက်တော့မာဟီကလည်းအာမာနဲ့ကဒုက္ခမပေးပဲအတူနေရတော့ပြောဖို့ကောင်းကအာမာနဲ့ကအရန်အားကိုးရတယ်လို့ပြန်ဖြေလိုက်ပါတယ်ရှူယိုကိုကအာမာနဲ့ငငယ်အကြောင်းနေဖောက်တယ်ချနေပြီးအာမာနဲ့နေရာခက်တာကိုသိတဲ့ရှူတိုကတူမိမအောင်မပြောဖို့တားလိုက်ကသူတို့ဈေးဝယ်ထက်ရင်လိုက်ခဲ့ဖို့မာဟီကိုခေါ်နေပါတယ်ရှီယိုကိုကလည်းဈေးဝယ်တော့ရင်ဟိုဝင်ဒီဝင်မို့ကြမယ်လို့ပြောနေကအာမာနဲ့ကတော့အိမ်ဆောက်နေလိုက်လို့ပြောလိုက်တာကြောင့်ကောင်းမလေးနဲ့ချစ်ချီနူးခြင်းနဲ့အာမာနဲ့ကလည်းလိုက်ရှင်တယ်လို့ပြောနေပေမဲ့အဲ့လိုဈေးဝယ်တော့ရင်အာမာနဲ့ငငယ်အကြောင်းတွေကိုပြောပြမှာမို့ကာယကံရှင်ကိုမခေါ်ဘူးလို့ရှူတိုကပြောလိုက်ပါတယ်နေ့လည်စာစားပြီးတော့မာဟီကဖူဂျီမီယာနဲ့စကားပြောနေကပကံစိမ့်နေတဲ့အာမာနဲ့ကိုတော့ရှီယိုကိုကမာဟီနဲ့ဘယ်အဆင့်ထိရောက်ပြီလဲလို့မေးလိုက်တော့အာမာနဲ့ကလည်းအရန်ရှက်နေကရှီယိုကိုကမိဘတွေပါတတိထားမိအောင်ချစ်ချီနူးနေကြလို့အာမာနဲ့မာဟီကိုတွဲတာကိုတိတယ်လို့ပြောလိုက်တော့အာမာနဲ့ကလည်းဆေးလက်စပကံမှာလွတ်ကြမတက်ဖြစ်သွားပါတယ်မာဟီကရှက်တက်တာကြောင့်အဲ့လိုတွေကိုသွားမပြောဖို့အာမာနဲ့ကသူ့အမေကိုမှားနေပြီးရှီယိုကိုကသူမာဟီကိုချွေးမတော်ကျင်တာကြောင့်အာမာနဲ့ကိုတခုခုဆိုသူ့ဘက်ကဆွဲထားဖို့ပြောလိုက်တော့အာမာနဲ့ကလည်းသူတကယ်သဘောကျတဲ့လူမို့လက်လွတ်မခံဘူးလို့ပြန်ပြောလိုက်ပါတယ်ရှီယိုကိုကလည်းမာဟီကိုအခုသွားပြောမယ်တကယ်ကဲလုံနေလို့အာမာနဲ့ကလည်းသူ့အမေကိုထိန်းနေရပါတယ်အာမာနဲ့အခန်းထဲမှာတော့မာဟီကိုသူ့အဖေကဘာတွေပြောလိုက်တာလဲမေးတော့မာဟီကဘာမှမဟုတ်ကြောင်းနဲ့အာမာနဲ့ငငယ်အကြောင်းရဲ့အခုအစဉ်ပြေရလားရဲ့ပဲမေးတာလို့ပြောလိုက်ပါတယ်
မာယူတခုခုဖုံးကွယ်ထားတာသိတာနေတော့အမှန်အတိုင်းမပြောရင်ဂလီယာထိုးမှလို့ဆိုကရားရတဲ့မာယူကိုအာမနဲကရင်ဝင်နဲ့ထည့်ပြီးဂလီယာထိုးနေတာကြောင့်မာယူကအာမနဲငငယ်ကစပိန်မစီးရလို့ငိုတာရဲ့သူ့အမေကိုဖက်ချွဲတာနဲ့မှန်ကြည့်ပြီးအီမိုတွေလိုဂျဲထောင်းတာတွေအကုန်ပြောပြလိုက်ကြောင်းပြောလိုက်တော့အာမနဲကအစိုးဆုံးနေပြောပြလိုက်တဲ့သူ့မိဘတွေအကြောင်းစောအားနေပြီးမာယူကအဲ့လာတွေကိုချစ်ပါရင်တော့လို့ပြောလိုက်တာကြောင့်အာမနဲကလည်းအဲ့လာတွေမေးထားဖို့ပြောလိုက်ပြီးတင်းတင်းလေးဖက်ထားလိုက်ကြပါတယ်နောက်နေ့မနက်မှာတော့အာမနဲအဖေနဲ့အမေကမာယူကိုဓာတ်ပုံအေဗန်တွေပြနေကအာမနဲကမြင်သွားတော့သူငငယ်ကပုံနေမိုးရှက်နေပြီးရှူတိုးကသူ့သားအနားမှာတေတက်တဲ့ကောင်မလေးရှိနေတာကောင်းကြောင်းနဲ့အာမနဲနဲ့မာယူတွဲနေကြတာတော့သူတို့ကိုပွင့်ပွင့်လင်းလင်းမပြောလို့ဝမ်းနေတယ်လို့ဆိုတော့အာမနဲကလည်းရှက်လို့မပြောတာပါလို့ဝန်ခံလိုက်ပါတယ်ရှီယိုကိုကမိန်းကလေးတယောက်ကိုအိမ်ကိုထူးထူးဆန်းဆန်းခေါ်လာကြတဲ့ကတတိထားမိတယ်လို့ပြောလိုက်တော့အာမနဲကလည်းအရန်ရှက်နေကမာယူအာမနဲကိုရွေးချယ်တာအဆင်ပြေလားလို့ရှီယိုကိုကထပ်မေးလိုက်တော့ရှက်တတ်တဲ့အာမနဲကိုမှချစ်တာလို့မာယူကဖြေလိုက်ကအာမနဲရဲ့မိဘတွေကလည်းတတိမထားမိပဲကြည်နူးနေတဲ့အတွေ့လေးကိုကြည့်ပြီးရီးနေကြပါတယ်မာယူကအာမနဲကိုခရင်မုန်းနဲ့ကော်ပီလာတိုက်နေပြီးစိတ်ဆိုးနေရလားလို့မေးတော့အာမနဲကမာယူကိုခေါ်သွားလို့လမ်းနေုံနေလို့ဖြေလိုက်ပါတယ်မာယူကိုတနေကုန်သူ့မိဘတွေကခေါ်သွားလို့အာမနဲကစိတ်ကောက်နေကမာယူကအခုအာမနဲအနားမှာနေဖို့လာတာလို့ဆိုပြီးရင်ဝင်နဲ့တိုးဝင်ကဖက်ထားရင်အနမ်းပေးနေကြပါတယ်ခဏနေတော့မာယူကနှစ်ယောက်တည်းအပြင်ထွက်ချင်တယ်လို့ပြောလိုက်တာကြောင့်အာမနဲကသူ့မွေရဲ့မြေကိုအကုန်လိုက်မပြသေးဘူးလားလို့ဆိုလိုက်ပြီးမာယူကလည်းအာမနဲတာခေါ်ရင်ဘယ်မဆိုလိုက်မယ်လို့ပြောနေခဲ့ပါတယ်အာမနဲကမာယူကိုမျိုးထဲလိုက်ပြနေပြီးစတိုးဆိုင်အနေငယ်နဲ့ပန်းညံပဲရှိတာလို့ပြောလိုက်တော့မာယူကတော့အာမနဲနဲ့အတူလမ်းလျှောက်နေရတာနဲ့တင်ပြောတယ်လို့ပြန်ပြောလိုက်ကငငယ်ကသူတို့တုန်းကလို့ညားခါစားလင်မယားလေးအတိုင်းပဲလို့ပြောနေကြကပီတိတွေဖြစ်နေကြပါတယ်ပန်းညံလေးထဲမှာတော့အာမနဲနဲ့မာယူကထိုင်နေကြပြီးကလေးတွေပြေးသွားဆော့ကစားတာကိုကြည့်နေကမာယူကပြေးရတာကြိုက်တာလားလို့မေးလိုက်တော့အာမနဲကသူတာအခုချိန်ပြေးမယ်ဆိုရင်မာယူကိုခြံထားခဲ့ပြီးပြေးရမှာမို့မကြိုက်ဘူးလို့ပြောကချစ်ချီနူးနေကြပြန်ပါတယ်အာမနဲနဲ့မာယူကပန်းညံနဲ့လျှောက်သွားနေကြပြီးတနေရာမှာတော့တိုဂျီနဲ့တွေ့ကတိုဂျီကအာမနဲကိုနှိမ်နေပြီးကောင်မလေးကိုဘယ်ကလိန်ခေါ်လာလဲလို့ပြောကအာမနဲလို့ကောင်းတယ်မတွဲတင်ဘူးလို့ပြောနေလို့မာယူကငွေနဲ့တာအရာရာလိုက်တွက်မယ်ဆိုရင်တိုဂျီလိုချင်တာကိုမရနိုင်မယ်နဲ့တူငယ်ငယ်ရလဲငွေရှိပေမဲ့မပျော်ရွှင်ရပဲအာမနဲနဲ့ကြာမှနှလုံးသားရဲ့အနှွေးထွေးမှုကိုခံစားရတယ်လို့ပြောပြီးအာမနဲကတိုဂျီအတွက်တန်မိုးမရှိပေမဲ့သူ့အတွက်တော့တန်မိုးရှိဆုံးအရာလို့မာယူကပြောလိုက်ပါတယ်အာမနဲကလည်းတိုဂျီကြောင့်သူတန်မာလာကြောင်းနဲ့မာယူနဲ့လည်းတွေးခဲ့ရလို့ကျေးဇူးတင်ကြောင်းပြောနေကနောက်တစ်ချိန်မင်းနဲ့တွေးဖို့မဖြစ်နိုင်တော့ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပြီးအာမနဲရဲ့လက်ကိုဆွဲကကြောကိုင်းထွက်လာခဲ့ပါတယ်ညအချိန်ကိုရောက်တော့အာမနဲကရန်နာမှာကျယ်တွေထွက်ကြည့်နေပြီးသူ့အဖေပြောလို့နေရာပြောင်းခဲ့လို့တော်သေးတယ်လို့ရည်ရွတ်နေကမာယူကလည်းအိတ်မရလို့အာမနဲအနာကိုထွက်လာခဲ့ပါတယ်အာမနဲကသူနေလေဟာကိုပြန်တွေးပြီးနေပြီးရင်းချက်တယ်လို့ခံစားရကြောင်းပြောလိုက်တော့မာယူကလည်းအာမနဲကစိတ်ရောကိုပါရင်းချက်လာပြီးအမြဲနားမှာရှိနေပေးမယ်လို့ပြောလိုက်ပါတယ်အာမနဲကမာယူကိုနားခတ်သွားပြီးရုတ်တရက်ကိုင်းရင်တယ်လို့ပြောလိုက်တာကြောင့်မာယူကလည်းရှက်သွေးဖြာသွားကအာမနဲကလည်းမာယူကိုရိုးရိုးသားသားထိချင်လို့မရဘူးလားလို့မေးလိုက်တော့မာယူကရပါတယ်လို့ဆိုကလက်ကလေးကမ်းပေးလိုက်ပြီးအာမနဲကမာယူရဲ့လက်ကလေးကိုလှမ်းကင်လိုက်ကအာမနဲရဲ့အိယာတဲကိုရောက်သွားပြီးနှစ်ယောက်သားချစ်ချီနူးနေကြပြန်ပါတယ်ခဏနေတော့အာမနဲကမာယူကိုရုတ်တရက်နမ်းလိုက်ကမာယူကလန့်သွားလို့အာမနဲကမကြိုက်ဘူးလားလို့မေးတော့မာယူကလည်းမဟုတ်ဘူးလို့ဖြေကထပ်နမ်းခိုင်းလိုက်လို့အာမနဲကလည်းမာယူကိုတစ်ဖွားဖွားနမ်းနေပြီးမာယူကနမ်းနေဆိုတာဘာမှမဟုတ်ဘူးလို့ထင်ထားခဲ့ပေမဲ့အာမနဲနဲ့ချစ်မိပြီးနှလုံးသားထဲကအရန်ချစ်တဲ့လူနဲ့နမ်းရတဲ့အခါပျော်ရွှင်တဲ့ခံစားချက်ကိုရတာပါလားလို့တွေးမိကြောင်းပြောလိုက်တော့အာမနဲကအခုပျော်လားလို့မေးလိုက်ကမာယူကလည်းပျော်တယ်လို့ပြန်ဖြေလိုက်ပါတယ်အဲဟာကွန်းကအေးတာကြောင့်မာယူကအာမနဲစီကအနှွေးထက်ရတယ်လို့ပြောလိုက်တော့အာမနဲကသူ့အနှွေးထက်ပေးရမလားလို့ဆိုလိုက်ကမာယူကလည်းအနှွေးထက်ပေးနိုင်လို့လားလို့ကြည်တယ်လိုက်ပြီးအာမနဲကဘလို့အနှွေးထက်ပေးစေချင်တာလဲလို့မေးလိုက်တော့မာယူကခုဖာတာစဉ်းစားကြည့်လို့တီတီတာတာလေးပြောနေခဲ့အာမနဲကလည်းအဲ့လိုဆိုလဲဒီလိုလုပ်ပေးမယ်လို့ဆိုကမာယူကိုသူ့ရင်ဝင်နဲ့ထည့်ပြီးဖက်အိတ်လိုက်ပါတယ်မာယူကအနှွေးထက်ဝင်ဆောင်မှုအတွက်ဘာပြန်ပေးရမလဲလို့မေးတော့အာမနဲကအိုမိုရိုက်ကြော်ပေးဖို့ပြောလိုက်ပြီးမာယူကိုဖက်တာကချစ်ချီနူးနေကြရင်နှစ်ယောက်လုံးကအိပ်ပျော်သွားကြပြီးဘိန်းကျဲနေတော့စီစဉ်2အပိုင်း3လေးကိုဒီမှာပဲအဆုံးသတ်ထားပါတယ်ဗျမနက်ခင်းစောစောမှာတော့အာမနဲကအိပ်ရာနိုးလာပြီးသူ့လက်မအောင်ခေါင်းအိတ်နေတဲ့မာယူကိုစိုက်ချီနေကချစ်စရာလေးလို့ရေရွတ်နေပါတယ်အာမနဲရဲ့ဖေဖူဂျီမီယာတကားဖွင့်ဝင်လာပြီးအာမနဲနဲ့မာယူကိုသူအိတ်နေတာအောင်မြင်သွားတာကြောင့်မာယူနိုးလာမှာဆိုတဲ့အာမနဲကလည်းသူ့အဖေကိုလက်ဟန်ချီရန်နဲ့အချက်ပြလိုက်ပြီးဖူဂျီမီယာအတန်မထွက်အောင်ဒါလေးတကားဖိတ်ပြီးပြန်ထွက်သွားခဲ့ပါတယ်ဒီလို anime ဇာကားကောင်းလေးတွေကိုကြည့်ဖို့ကျွန်တော်တို့ channel လေးကို like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျခဏအကြာမှာတော့မာယူနိုးလာပြီးအာမနဲကိုမြင်သွားကကြောင်ကြည့်နေလို့အာမနဲကလည်းမာယူကိုနမ်းလိုက်ကညတညတာအတူဖြတ်တန်းခဲ့တာလို့ပြောလိုက်တော့မာယူကလည်းအလံတရားထားလိုက်ပြီးအာမနဲကတော့မဟုတ်တာမလို့ပဲစောစောကနမ်းလိုက်တာလေးတစ်ခုပဲလို့ဖြေလိုက်ပါတယ်မာယူကအာမနဲရဲ့ရင်ဝင်ထဲမှာနေရတာနှွေးထွေးပြီးတက်တောင့်တက်တာရှိတာကြောင့်အိပ်ပျော်သွားတာလို့ပြောလိုက်တော့အာမနဲကရင်ခုန်မသွားဘူးလားလို့မေးနေပြီးမာယူကအခုလည်းရင်ခုန်နေတာလို့ပြောလိုက်တော့အဲ့ဒါဆိုနေတိုင်းအိပ်မလားလို့အာမနဲကမေးလိုက်ကမာယူလည်းရှက်သွေးပြနေခဲ့ပါတယ်ခဏအကြာမှာတော့မာယူကတခုခုကိုတတိယသွားပြီးချစ်တူရီ
စားတွေဆိုအတူအိတ်လို့ရတယ်မဟုတ်လားလို့မေးလိုက်တော့အာမာနဲ့ကလည်းဟုတ်တယ်လို့ရိုးရိုးသားသားနဲ့ပြောလိုက်ကမာယူကအာမာနဲ့အချိန်အကြာကြီးသူရှိနေရမှာကြောင့်ပြောနေပြီးမကြိုက်ဘူးလားလို့မေးလိုက်တာကြောင့်အာမာနဲ့ကလည်းအကြိုက်လွန်တဲ့အပြင်ပြောတောင်ပြောနေရလို့ဖြေလိုက်ကအာမာနဲ့ကအရင်ထားလိုက်ပြီးမာယူကတော့မနက်ခင်းအနမ်းလေးနဲ့နှုတ်ဆက်လိုက်ပါတယ်မနေ့စာတော့အရင်ပိုင်းမှာမာယူကဂရီပေးထားတဲ့အတိုင်းအိုမိုရိုက်ကြော်ကြွေးပြီးအာမာနဲ့မျက်နှာမကောင်းတာကြောင့်ရှီယိုကိုကမနေ့ကအလဲထွက်သွားခဲ့ရင်တခုခုအဆင်မပြေတာတွေ့ခဲ့လို့လားလို့မေးလိုက်ကအာမာနဲ့ကလမ်းလျှောက်ရင်သူ့ကိုငယ်ဘွားရဲ့စိတ်ဒဏ်ရာတွေပေးခဲ့တဲ့တငယ်ချင်းအောင်သူကြီးနဲ့ဆုံတွေ့ခဲ့ရပြီးသူကမပြောညံ့တော့ကြောင်းနဲ့အဲ့လိုမကောင်းတဲ့တငယ်ချင်းတွေနဲ့နောက်ပဲတော့မှထပ်တွေ့ဖို့မရှိတော့ဘူးလို့တခါလေးပြောခဲ့တယ်လို့ပြန်ဖြေနေပါတယ်ရှူတိုကသူ့သားရင်းချက်လာပြီလို့ပြောကအာမာနဲ့ကမာယူကြော်ကြွေးတဲ့ထမင်းကြော်ကအရန်ကောင်းတယ်လို့ပြောလိုက်ပြီးအချက်ကလူတွေကိုတာမအောင်လုပ်နိုင်တာပဲအာမာနဲ့လည်းလူကောင်းရှာတွေ့ခဲ့တာဝမ်းသာပါတယ်ဥပမာငါနဲ့ရှီယိုကိုလိုပေါ့လို့ရှူတိုကဘာမဆိုင်ညာမဆိုင်ရှစ်ကြည်နူးပြနေပါတယ်သားသမီးတွေရိုလာတောင်မျက်စိနှောက်နေရတဲ့တင့်အတွက်ကတော့စိုးဆက်ပါပဲရှီယိုကိုကမာယူကိုအာမာနဲ့ကိုအားကိုဖို့နဲ့အာမာနဲ့ရဲ့တကူရီတခါကအလုပ်တွေကြီးလိုက်လုံမပေးဖို့မှားနေကမာယူကလည်းအာမာနဲ့ကိုသူအမြဲအားကိုနေရတာပါလို့ပြန်ဖြေလိုက်ပါတယ်ရှူတိုကလည်းအာမာနဲ့ကိုမာယူကိုကူညီရိုင်းပေးမှုမှားနေပြီးအာမာနဲ့ကမာယူနဲ့လက်ချင်းချိတ်ပြီးထမင်းစားပြနေရကြောင်းရှီယိုကိုကချစ်စရာလေးလို့ဆိုကအလုပ်တာမသွားရင်ဒီလိုလေးတွေမြင်ရမှာလို့ပြောလိုက်တော့အာမာနဲ့ကသူ့မိဘတွေအလုပ်မြန်မြန်သွားဖို့ပြောနေပြီးရှီယိုကိုကချစ်ချင်နူးကြတော့မှာပေါ့လေလို့စားလိုက်တော့အာမာနဲ့ကလည်းဟုတ်တယ်ဘာဖြစ်လဲလို့ရှယ်ရမ်းနေခဲ့ပါတယ်နေကင်းဘက်မှာတော့အာမာနဲ့ကိုချစ်ချင်နူးရဲဆိုတာဘာလို့တာလဲလို့မာယူကမေးနေပြီးဖတ်တာတော့နန်းတာတော့ထင်တယ်လို့အာမာနဲ့ကပြောလိုက်ကနေနီကက်ကက်နေဖို့ပြောရင်မာယူကိုအာမာနဲ့ကဖတ်တာကတဖောက်ဖွားနန်းနေကြရင်တနေ့သာအကုန်ဆုံးသွားခဲ့ကြပြီးအာမာနဲ့ရဲ့မိဘတွေကလည်းအိမ်ပြန်ရောက်လာခဲ့ကြပါတယ်မာယူရဲ့မျက်နှာကနေရဲပြီးရှက်သွေးဖြာနေရကြောင်းရှီယိုကိုကမေးနေပြီးအာမာနဲ့မဟုတ်မှလွယ်ရောက်လို့ဆိုလိုက်တာကြောင့်အာမာနဲ့ကလည်းကိုထီးလက်ရောက်မဟုတ်တာလုံးမထားဘူးလို့ဖြေနေပြီးရှူတိုကအပြည့်အဝချစ်ကြည်နူးနေကြတာပဲလို့ပြောလိုက်ပါတယ်ရှီယိုကိုကသူလဲမာယူနဲ့ချစ်ကြည်နူးခြင်းကြောင့်ပြောပေမဲ့အာမာနဲ့ကဒါသူ့အပိုင်မို့မရဘူးလို့ဆိုပြီးသူ့အမေနဲ့ပါလူတဝင်တိုးနေကရှူတိုကမာယူမိသားစုလိုနေခြင်းနဲ့ပြောထားတာကိုတတိယပြီးနောက်အပတ်ပိတ်ရက်မှာတမိသားစုလုံးအတူအလဲထွက်ကြမယ်လို့ရှီယိုကိုကပြောလိုက်ကမာယူကလည်းပြောသွားခဲ့ပါတယ်နောက်နေ့မှာတော့မိုးရီရွာနေကအာမာနဲ့ကမိုးရွာတွေကပြန်လာပြီးမာယူကအစင်သင့်ရေချိုးဖို့ပြင်ထားပေးပြီးအာမာနဲ့ကလည်းရေသွားချိုးလိုက်ပါတယ်အာမာနဲ့ကမာယူကခေါင်းချောင်းအောင်လုပ်ပေးနေပြီးသပင်ကိုဂယူးမဆိုင်တာတောင်အာမာနဲ့ရဲ့သပင်ကအီးစင်နေတာပဲလို့ပြောလိုက်တော့အာမာနဲ့ကလည်းမာယူရဲ့သပင်လေးတွေကလည်းအီးစင်စင်လေးနဲ့တောက်ပနေတာပဲလို့ပြန်ဖြေလိုက်ပါတယ်မာယူကသူသပင်ညှပ်ဖို့လုပ်ခဲ့ဘူးတယ်လို့ပြောလိုက်ကအာမာနဲ့ကိုသပင်အတူကြိုက်လားအရှည်ကြိုက်လားမေးလိုက်တော့အာမာနဲ့ကနှစ်ခုလုံးကိုသဘောကျပြီးမာယူကိုသပင်အရှည်လေးနဲ့လှလှပပနေတာလေးကိုသဘောကျလို့သပင်အရှည်ကိုပိုကြိုက်တယ်လို့ဖြေလိုက်ပါတယ်အာမာနဲ့ကလည်းအိမ်မေကွန်းကိုပြန်မေးလိုက်ကမာယူကတော့အာမာနဲ့ဘလို့နေချစ်တယ်လို့ပြောပြီးချစ်ချင်နူးနေကြပြန်ပါတယ်နောက်တစ်နေ့မှာတော့ရှီယိုကိုတို့ကမာယူအတွက်အင်ကြီးလိုက်ဝယ်ပေးနေရင်ဘယ်အရောင်ကြိုက်လဲလို့မေးလိုက်တဲ့အခါမာယူကအာမာနဲ့ကိုရွေးခိုင်းပြီးအဝါရောင်လေးကိုပဲရွေးပေးလိုက်တော့မာယူကအာမာနဲ့ရွေးပေးတဲ့အရောင်လေးကိုပဲယူလိုက်ပါတယ်အာမာနဲ့ကသူတို့အလဲသွားတော့ဝယ်ခဲ့တဲ့အင်ကြီးလေးကိုဝေးဖို့ပြောတော့အဲ့ဒါဒိမ့်မဝေးပြခြင်းလို့မာယူကပြောလိုက်အာမာနဲ့ကလည်းဒီတစ်ခါမိသားစုအတူသွားရပေမဲ့နောက်တစ်ခါဆိုနှစ်ယောက်အတူသွားကြမယ်လို့ပြောကဘယ်ကိုသွားခြင်းလဲလို့မေးလိုက်တော့အာမာနဲ့နှစ်ယောက်အတူရှိနိုင်မယ်ဆိုရင်ဘယ်မဆိုသွားနိုင်တယ်လို့မာယူကပြန်ဖြေလိုက်ပါတယ်နောက်နေ့တွေမှာတော့မိုးရီယာဇက်တိုက်ရွာနေတာကြောင့်အာမာနဲ့ကကြိုချင်းထားခဲ့ပေမဲ့မာယူနဲ့ဒိတ်လုံးမဲ့အစီအစဉ်အပြတ်သွားပြီးမာယူကစိတ်ကောက်နေပါတယ်အာမာနဲ့ကတော့ပြန်လိုက်ချော့နေပြီးမျောလင့်ထားတာကိုလိုက်မပို့နိုင်လို့စိတ်မကောင်းဘူးလို့ပြောနေကမာယူကလည်းအာမာနဲ့အေးအေးဆေးဆေးဖြတ်တန်းရတာကိုပြောပါတယ်လို့ပြောလိုက်ပြီးအာမာနဲ့ကပောက်ကရတွေပြောနေပေမဲ့မာယူကအဲ့လိုပောက်ကရလုပ်နေတဲ့ပုံစံလေးကိုပဲချစ်တာလို့ပြောပြီးနမ်းလိုက်ကြပါတယ်မိုးရွာကလည်းလုံးဝမပြတ်တာကြောင့်အပြင်သွားမထိဖြစ်ကြပေမဲ့အာမာနဲ့မာယူကအိမ်ထဲမှာပဲနှစ်ယောက်အတူအချိန်ကုန်ဆုံးခဲ့ကြပြီးအပြင်မှာဒိတ်လိုပဲဖြတ်တန်းခဲ့ကြပါတယ်အာမာနဲ့ကအိမ်အလုပ်တွေအကုန်လုပ်ပြီးသွားတော့မာယူကအာမာနဲ့ကြည့်ကျင်တယ်ဆိုရဲအားလိုက်ရက်ကဝယ်ထားတဲ့အင်ကြီးလေးကိုဝေ့လာပြီးအိမ်ထဲမှာပဲဒိတ်မှာမို့တူပြင်ဆင်ထားတာလှရဲ့လားလို့မာယူကမေးတော့တိတ်ကိုလှပပြီးမာယူနဲ့မှအင်ကြီးလေးကအသက်ဝင်လာတာလို့အာမာနဲ့ကကြပြားဆန်းဆန်းနေပြောနေလို့မာယူကရှက်လာပြီးမပြောတော့ဘူးသားလိုက်ပါတယ်အာမာနဲ့မာယူကအိမ်ထဲမှာပဲဆက်တိတ်နေကြပြီးအာမာနဲ့ကမာယူရဲ့နားကိုထီဖို့လို့တော့မာယူကရားတာကြောင့်မလုပ်ဖို့ထပ်ပြောလိုက်ပြီးအာမာနဲ့ကမာယူကိုဝစ်စုံလေးနဲ့အပြစ်မြင်နေတာပြောတာကြောင့်မာယူကနောက်ဆုတ်လိုက်အာမာနဲ့ကအရန်လိုက်ကြောင်းနဲ့ချစ်စရာလေးလို့ပြောလိုက်တော့မာယူကလည်းရှက်နေပြီးမာယူကအာမာနဲ့တာမန်နဲ့ရဲတင်းနေတာပဲလို့ပြောတော့အိမ်ထဲမှာနှစ်ယောက်တည်းအတူဒိတ်နေတာကြောင့်လို့အာမာနဲ့ကပြန်ပြေးလိုက်ပါတယ်အာမာနဲ့ကမာယူရဲ့ပါးလေးကိုကင်လိုက်တာကြောင့်မာယူကရင်ခုန်နေပြီးတယောက်တည်းရင်ခုန်ရတာမမျှတဘူးလို့ပြောလိုက်တော့အာမာနဲ့ကမာယူကိုသူ့ရင်ဘက်ကိုနားထောင်ခိုင်းလိုက်ကချစ်ချီနူးနေကြပြန်ပါတယ်ဒီလိုနေထိုင်ကြတာဒိတ်လောက်တာလို့တော့ပြောနေကြပေမဲ့တကယ်ကသူတို့နေတထူကအလုပ်တွေဖြစ်နေကြပြီးအာမာနဲ့ကမာယူရဲ့အိမ်ကိုတူလဲသွားလဲခြင်းတယ်လို့ပြောလိုက်တော့မာယူကတိတ်ဆိတ်သွားလို့အာမာနဲ့ကမယုံကြည်တာကြောင့်မဟုတ်ပဲအတီးပြုတ်ကျင်တာတခုခုရှိလို့ဆိုလိုက်ကမာယူကလားလဲလို့ရတယ်လို့ပြောပြီးအာမာနဲ့ကမာယူစပွဲပေါ်မှာထောင်ထားတဲ့ယောက်ျားလေးပုံအကြောင်းမေးလိုက်တော့မာယူကအဲ့ဒါအာမာနဲ့ရည်နေတော့မှအာကာစဝကရိုက်ပေးတဲ့ပုံလို့ပြောပြလိုက်ပြီးမာယူကချစ်စရာပုံစံလေးနဲ့ချွဲနေကအာမာနဲ့ကအချွဲတန်လိုက်တာလို့ပြောလိုက်တော့သူပဲချွဲခိုင်းပြီးလို့မာယူကပြောနေကချစ်ကြည်နူးနေကြရင်တိတ်မကြခင်ပြန်ရတော့မှမို့အာမာ
မာနဲ့မွေးရမြေကိုလွမ်းနေရတော့မှဖြစ်ပြီးမာယူကအာမာနဲ့အိမ်မှာနေရတာပြောနေကအာမာနဲ့ကနောက်နှစ်မှာလည်းနှစ်တစ်ကူတို့နွေရာသီပေးရတို့ဆိုရင်အိမ်ပြန်လှည့်ကြဖို့နဲ့မာယူရဲ့မွေးရမြေလို့သဘောထားဖို့ပြောရင်တဲ့အင်ဂျင်နေကျော်အပိုင်းလေးကိုဒီမှာပဲအဆုံးသတ်ထားပါတယ်ဗျအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ